ပိတ်ခရိုင်အသေးသားစက်မှုလုပ်ငန်းဦးစီးဌာနကဆောင်ရွက်တဲ့အသေးသားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနဲ့ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကြေးရွာများတွေလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကိုဇူလိုင်30ရက်ကဖိတ်မြို့ပလဲရတနာခန်းမှာကျင်းပခဲ့ပါတယ်။အခမ်းအနားမှာဖိတ်ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးဦးကအမှားစကားပြောကြားခဲ့ပြီးသေးသားစက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှုဒေါ်တူတူဆန်ကစီမံကိန်းနဲ့လုပ်ငန်းသုံးပစ္စည်းပေးအပ်မှုအခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ဒီစီစဉ်ကိုနိုင်ငံတော်ရဲ့ရတ္တရာစီမံချက်အရဆောင်ရွက်တာဖြစ်ပြီးစန္ဒဝတ်ကျေးရွာအုပ်စုရွှေပေးကျေးရွာကလင်ကျေးရွာအုပ်စုငွေပလဲရက်နဲ့ကမ်းကြီးကျေးရွာတွေမှာစက်ချုပ်နည်းပညာနဲ့တန်မိုးမြင့်စားတော့ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွေဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။သင်တန်းတက်ရောက်သူ39ဦးနဲ့ထူးချွန်သင်တန်းသူ15ဦးကိုရွေးချယ်ပြီးတော့တဦးလျင်ကျပ်18သိန်းတန်မိုးရှိတဲ့စက်ကရိယာနဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုလွှဲပြောင်းသုံးစွဲခွင့်နဲ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။တာဝန်ရှိသူတွေကထူးချွန်သင်တန်းသူတွေကိုလုပ်ငန်းသုံးပစ္စည်းတွေပေးအပ်ခဲ့ပြီးသင်တန်းသူများကိုယ်စားလှယ်တဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။အဆိုပါစီမံကိန်းဟာကြေးရတရားထုတ်ကုန်တစ်ခုအစီအစဉ်ကိုအကောင့်ထဲပေါ်ပြီးအသေးစားစီးပွားရေးလုပ်ငန်းတွေပေါ်ထွန်းလာစေရေးအသမင်းဝန်းကြောင်းနည်းပညာတွေပံ့ပိုးနိုင်ရေးနဲ့ကျေးလက်နေပြည်သူတွေရဲ့လူမှုစီးပွားဘဝတိုးတက်လာစေရေးကိုရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။